ကဲကျောင်းဝက်ဘောင်းမီတို့မှလေပစ္စည်းအကောင်လိုင်းလေးရောက်တယ်ကိုမာတို့ကိုတို့ဒါလေးကကြတော့လေပစ္စည်းကလေအရင်မိုက်တယ်အပြင်မှာဆိုရင်1000ကျော်လောက်ပေးရမယ်ပေါ့နော်မင်းစီမှာဈေးနှုန်းလေးကလေ6000ကျော်နဲ့ရမယ်ဒီမှာစစ်ကိုပဲတစ်ချက်ရှို့ဒါမျိုး original စစ်နဲ့လာမယ်စစ်ကလည်းအကောင်လိုင်းစစ်ကြီးပဲကို3000လောက်တန်တယ်ကိုမာတို့နော်မကြည့်အောင်ဒီဇိုင်းလေးကတလုံးလေးပါ sport wear ပါပြီးတော့ချုပ်ရုပ်ချုပ်တာကိုမာတို့တစ်ချက်ရှို့ပေးတယ်မှာနော်ဒါမျိုးနှစ်လိုင်းချုပ်လေးတွေနဲ့နော်နှစ်ထပ်ချုပ်လေးနဲ့ချုပ်ထားပေးတယ် Adidas sport wear ဘောင်းမီလေးတွေပါနော် original စစ်နဲ့လာမယ်ပေါင်ချိန်နဲ့ပြောမယ်ဆိုရင်ဒါလေးတွေကလေပေါင်ချိန်နဲ့ပြောမယ်ဆိုရင်ပေါင်ချိန်ကလေ130 140လောက်ထိဝတ်လို့ရမယ်ပေါင်ချိန်100လောက်ကနေစဝယ်ကာလာလိုင်းလေးတွေလည်းအရန်လာတယ်900ရောင်ထည့်ထားပေးတယ်ကိုဘောနော်900ရောင်ထည့်ထားပေးတယ်ဈေးလေးက6800ကျပ်ပါဒီမှာနော်ကာလာလိုင်းလေးဆိုရင်လည်းအရန်စုံတယ်ဒီမှာ original စစ်နဲ့ရမယ်ပစ္စည်းအရန်ကောင်းတယ် sport wear ဘီတိုလေးတွေပါဒီမှာ6800ကျပ်ထဲနဲ့လာယူပါကာလာကတော့ဒီမှာဆို900ရောင်ထည့်ထားပေးတယ်ကာလာလိုင်းလေးကတော့ရွေးယူလို့မရဘူးဒါမျိုးအစုံလေးပါမယ်ပေါ့နော်ဒီမှာအားတဲ့တပည့်နေစပြီးတော့မာယူလို့ရတယ်အိမ်ရောက်ဝတ်ချင်လဲပို့ဆောင်ပေးတယ်မင်းတို့ဆိုင်မှာလဲစိတ်ကြိုက်လာကြည့်လို့ရတယ်ပေါ့နော်ဒီမှာ sport wear ပြီးတော့အကောင်လိုင်းလေးတွေရောက်ပါပြီဒီမှာကာလာဆိုစုံသလားမပြောနဲ့နော်900ရောင်နဲ့စပြီးတော့မာယူလို့ရတယ်ဒီမှာပစ္စည်းလေးရောက်ထားပါပြီရှင် original စစ်နဲ့ပါ